တကယ်ချင်းမရှင်များအားလုံးပဲမင်္ဂလာပါဗျာနော်ကျွန်တော်တို့6ကိုကတတိဆိုတာကျွန်တော်6ကအပူတောင်ကျသွားသေးတယ်ပေါ့နော်အပူလိုင်းလဲကျွန်တော်ဒါထွက်သွားပြီပေါ့နော်ကျွန်တော်တို့10ပြီးထွက်ပြီးကျွန်တော်ညီကိုထွက်ပြီးဒါအပူထွက်ပြီးကြံနေတာကတော့ကျွန်တော်တို့တစ်ခုပဲကျန်တော့ပဲပေါ့နော်ပြီးတစ်ပတ်တွင်းပြန်ကြလဲထွက်သွားပြီပေါ့နော်ကြံနေတာကတော့ပါဝါနက်ခတ်နော်ပါဝါနက်ခတ်ကတစ်ချက်တတိထားပြီးတော့လိုက်ရမယ်ပေါ့နော်โอเคဒါဆိုရင်ညနေခင်းပိုင်းအတွက်ပေါ့နော်ကျွန်တော်ရတဲ့မူလေးပေါ့နော်ကျွန်တော်ကြည့်ထားတဲ့မူလေးပြန်ပြီးတော့ sharing လုပ်ပေးမယ် break line ကိုကျွန်တော်နှစ်ခုပြပေးမယ်အတူတူပဲပေါ့နော် break ကရထားတဲ့မူကအတူတူပဲအရင်အဝါတုန်းကကျွန်တော်ပြခဲ့တဲ့မူပေါ့နော်တရက်စာ break ပေါ့နော်ဒီမှာတစ်ချက်အရင်ကြည့်လိုက်အောင် break လေးပဲအရင်ပြလိုက်မယ်ဒီ shit ပေါ့နော်ဒီ shit နော်ဒီ shit ကနေစပြီးတော့ကျွန်တော်တို့ဒီမှာ3 5သူကတော့မနစ်ခင်းပိုင်းကြာသွားတာပေါ့နော်ပြီးရင်ဒီ1နော်ဒီ1ဒီ168เนาะ168မှာဒီမှာလည်းမနစ်ခင်းပိုင်းပဲပေါ့เนาะ26ဆိုပြီးတော့ကြာသွားတယ်ဒီမှာ9เนาะဒီ9ဒီလည်းဒီမှာ9မနစ်ခင်းပိုင်းပေါ့เนาะဒီမှာ6ဒါမနစ်ရောညနေရောကြာသွားတယ်6နဲ့1နဲ့ပေါ့เนาะ638 sorry 619ပေါ့เนาะ619က6ရဲ့1ရဲ့ကြာတယ်ဒီမှာ1เนาะဒီ1ဒီလည်းဒီမှာရှေ့မှာမနစ်ခင်းပိုင်း60ဆိုပြီးတော့ဆင်းပေးသွားတယ်เนาะโอเคဒီမှာ9ပေါ့เนาะဒီ9မှာတော့ညနေခင်းပိုင်း3ည6ပေါ့เนาะဒီမှာ6ညနေခင်းပိုင်းကျွန်တော်တို့ဒီမှာနံပါတ်1ဆိုပြီးတော့ဆင်းတယ်ပေါ့เนาะโอเคဒီအတွက်ကြောင့်ဒီမှာရှိတဲ့နံပါတ်9ဒီเนาะကျွန်တော်တို့9ပါဝါ4ကျွန်တော်တို့နက်ခတ်6ပေါ့เนาะညနေခင်းပိုင်းအတွက်ဒါ break ဒါမနေ့ခင်းပိုင်းတော့ဒီမှာကြာမသွားဘူးပေါ့เนาะကြာမသွားတဲ့အတွက်6 4 6 break เนาะဒီခေါင်းလေးရှိတယ်ဒါတစ် site ပေါ့เนาะ site 1 okay site 2ကိုဒီမှာတစ်ခါတည်းဆွဲလိုက်တော့မယ်ပေါ့နော် break line လေးအရင်ဆွဲပြပေးမယ်နော် okay 6348ပေါ့နော်8ဖြစ်တဲ့အတွက်831เนาะဒီမှာညနေခင်းပိုင်းသူကတော့ဒါညနေခင်းပိုင်းပေါ့နော် okay ဒီမှာ tip break လို့ကြားတယ်နော် okay ဒီမှာက6331ဆိုတော့ပေါင်းချင်းနံပါတ်ဒီခွန်ဖြစ်တယ်ခွန်23ညเนาะဒီမှာ39ညနေခင်းပိုင်းအောက်မှာ2 break เนาะဒီမှာကကျွန်တော်တို့439နော်439ဆိုတော့ပေါင်းချင်း6ဒီမှာ6လို့ break ကတိုက်ရိုက်ကြတယ်နော်ဒီမှာက3ည6ရှိတယ်နော်3ည6ဒီပေါင်းချင်း6ဖြစ်တဲ့အတွက်619နော်619မှာဒီမှာ29ဆိုတော့1 break နော်ညနေခင်းပိုင်း break ကလည်းဒီကောင်ပဲပြန်ရတယ်ဗျာနော်ဒီမှာ829ဆိုတော့ကျွန်တော်တို့9 4 6 break နော် break ကတွားပြီးတော့ထပ်တယ် break line အားကောင်းတယ်ပေါ့နော် okay ဒါဆိုရင်ကျွန်တော်တို့ဗာကြံလဲ key ကြံတာပေါ့နော် number key ကကျွန်တော်တို့ဒီကနေစကြည့်အောင်နော်ဒီမှာပေါ့နော်ကျွန်တော်ဒီလို3လုံးပေါင်းခြင်းเนาะ3လုံးပေါင်းခြင်းဒီတဲ့1เนาะ1ဖြစ်တဲ့အတွက်1 6 8ညနေခင်းပိုင်းမှာ2 8ထွက်တယ်ဟုတ်ပြီเนาะပြီးရင်ကျွန်တော်တို့ဒီမှာစစ်ကြည့်မယ်2 5 8ပေါင်းခြင်း5 3ည3 5 1ထွက်တယ်ဟုတ်ပြီเนาะဒီမှာ5 6 1เนาะပေါင်းခြင်းနံပါတ်ဒီဘယ်လောက်လဲနံပါတ်2ပေါ့เนาะ2ခွန်4เนาะ2ခွန်4မှာခွန်9ဆိုပြီးတော့ထွက်တယ်ဒီမှာ6 6 9 6 6 9ဒီ1 6 8เนาะ6 6ထွက်တယ်เนาะဒီမှာ6 4 6ဆိုတော့6 1 9 3ည1ထွက်တယ်เนาะ3ည1ဆိုတော့ဒီ1ပေါ့เนาะ4 3ည1เนาะပေါင်းခြင်း5 3ည3ဒီမှာ3 9ထွက်တယ်ပေါ့เนาะโอเคဒီမှာ3ည8 9เนาะ3ည8 9ဆိုတော့ပေါင်းခြင်းခွန်2 3ညเนาะဒီမှာ3ည6ဆိုပြီးတော့ကျွန်တော်တို့ဆင်းတယ်เนาะโอเคဒါမနေ့တုန်းကဆင်းသွားတာဆိုရင်8 6ပေါ့နော်8နှလုံးဒီ6ဖြစ်တယ်6ကို6နဲ့ပေါင်းရင်ပေါင်းရင်နံပါတ်ဒီ2ပေါ့နော်ခွန်4ပေါ့နော်2ခွန်4မှာ2 9ဆိုပြီးတော့ဆင်းတယ်နော်ဒါဆိုရင်ဒီနေ့ကကျွန်တော်တို့869နော်869ဆိုတော့ဘာဖြစ်မလဲ3နော်ဒီဘက်မှာရေးပေးမယ်869ပေါင်းခြင်းဒီ3 8 5ဒီနော် break line ကတော့ဒါပဲကျွန်တော်တို့မပြောင်းဘူးပေါ့နော်မပြောင်းဘူးဒါဆိုရင်ကျွန်တော်တို့လည်းအတူတူကဏ္ဍလေးထုတ်ကြည့်အောင်နော်ထုတ်ကြည့်ရအောင်ဆိုတော့နက်ခတ်ကတော့အားကောင်းမယ်ထင်တယ်เนาะဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့shit tip ပေါ့เนาะ9 break ဟုတ်လေကဏ္ဍကတော့အစားဆုံးထုတ်လိုက်မယ်ပေါ့เนาะ key ကကျွန်တော်တို့3 key ကိုရင်ထုတ်အောင်9 break เนาะ4 break เนาะပြီးရင်6 break ကအပူပဲเนาะ okay shit ကို9 break ပြီးရင်ကျွန်တော်တို့4 break เนาะ5 break เนาะsorry 4 break တောင်ဖြစ်သွားပြီဟုတ်တယ် sorry 6 break เนาะ5 break တောင်ဖြစ်သွားဒီက key နဲ့ break နဲ့လွဲနေတာပေါ့เนาะ6 break ဆိုရင်ကျွန်တော်တို့ပါလဲ88ပေါ့เนาะ8 16ဆိုတော့ okay ပြီးရင်5ခုပေါ့เนาะ9 break ကညီကိုရှိမယ်4 break က5 9ရှိမယ်เนาะ6 break က5 1ရှိမယ်เนาะ okay ဒီကဏ္ဍလေးတွေဒါကစားရမယ်ပေါ့เนาะဒါဆိုရင်ဒီတက်က
ကျွန်တော်အကြိုက်ပေါ့နော်ကျွန်တော်အကြိုက်ကတော့ဒီမှာဒီရှစ်တက်ပဲနော်ရှစ်တက်ကလည်းဒါဟိုတည်းကနည်းနည်းလေးဟော့လာတာပေါ့နော်ဟော့လာတာโอเคပြီးရင်ကျွန်တော်ဒီကောင်လေးကစားခြင်းတယ်ပေါ့နော်ငါကိုလေးကျွန်တော်ကစားပါမယ်ကျွန်တော်တို့ကြံတာက၄လုံးသွားပြီးတော့ကြံနေတယ်ဗျာနော်မနေ့တုန်းကလည်းကျွန်တော်ဒါပြောလိုက်မယ်ထင်ပါတယ်ငါတက်တက်ငါဟောလာမသိဘူးနော်ဟုတ်မယ်ရှင်တယ်နော်ဟုတ်တယ်ဒီမှာ145ခွန်ပေါ့နော်145ခွန်ကကြံနေတာဖြစ်တဲ့အတွက်ပေါ့နော်ဒီတဲကဆိုရင်ကျွန်တော်ဒီအဝါပေါ့နော်အခွေလေးရောတွားပြီးတော့ပေါ့နော်ကြိုက်တဲ့ခဏန်းလေးတွေမြထိုးရမလားလို့ပေါ့နော်အခွေကကျွန်တော်လောလောဆယ်ကကျွန်တော်ပေးထားတဲ့အခွေကမထွက်သေးဘူးဖြစ်နေတယ်နော်အဲကောင်လေးကကတ်လေးလဲကျွန်တော်တင်ပေးထားတယ်ပေါ့နော်ညနေခင်းပိုင်းတစ်ချက်ဒါသတိထားကြည့်ပေါ့နော်အခွေတွေကဆိုရင်ဒီကောင်လေးပါကျွန်တော်ထည့်ရမယ်ဗျ318နော်318ကကျွန်တော်ဒါအခွေပေးထားတာပြီးရင်83လေးထည့်ရမယ်ပေါ့နော်83နော်အဲအခွေလေးလဲကြိုက်တယ်အပေါ်က25ခွန်အခွေလဲကြိုက်တယ်ပေါ့နော်အခွေလေးလဲတစ်ချက်ထိုးကြည့်ပါကျန်တဲ့ကဏ္ဍကတော့အရင်ကြီးမကြိုက်လို့ပေါ့နော်မရွေးပေးတော့ဘူးဒီတဲကကျွန်တော်ကြိုက်တာဆိုရင်ဒီ3ကွက်ပေါ့နော်3ကွက်အခွေတဲကဆိုရင်ကျွန်တော်တို့နောက်ထပ်အခွေတစ်ခုပဲကစားရမယ်ပေါ့နော်83တစ်ကွက်ထည့်လိုက်မယ်ဆိုရင်ဒီအခွေကပြီးသွားပြီပေါ့နော်ကျွန်တော်ပေးထားတာက25ခွန်ရဲเนาะ318ဖြစ်လိမ့်မယ်เนาะ318ဒီအခွေနှစ်ခုပေါ့เนาะဒီထဲမှာဒီအောက်ကအခွေဆိုရင်38တကွက်ထည့်ရုံပဲเนาะဒီမှာအကုန်ပါပြီးသား8တက်ပါပြီးသား3တက်ပါပြီးသားဒီ38လေးထပ်ပြီးတော့ထည့်လိုက်ရုံပဲပေါ့เนาะ38ကဘာလို့ထည့်တင်လဲဆိုရင်ကျွန်တော်တို့ဒီနှစ်လေးလုံးမူအရာပေါ့เนาะကြံနေတာဒီကျွန်တော်တို့ပါဝါနဲ့နှက်ကပ်ပဲကြံတော့တယ်ကြံတဲ့နေရာတွေအကုန်လုံးဆင်းသွားပြီเนาะဆင်းသွားပြီဖြစ်တဲ့အတွက်နော်ညနေခင်းပိုင်းမှာဒါဆိုရင်တော့အားလုံးပဲအဆင်ပြေကံကောင်းပါစေเนาะကျွန်တော်ဒီအခွေလေးတစ်ချက်တတိထားပြီးတော့ထိုးပါဒီတဲကတော့ကျွန်တော်ကြိုက်တဲ့ကဏ္ဍတွေမှာရွေးပေးလိုက်ပြီเนาะရွေးပေးလိုက်ပြီ3ကွက်เนาะပြီးရင်ကျွန်တော်ကတော့အခွေထပ်ပြီးတော့ကစားမှာပေါ့เนาะအားလုံးပဲအဆင်ပြေပါစေဗျကျေးဇူးတင်ပါတယ်ဘိုင်ဘိုင်ပါ